ရှူချပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အိမ်စီကတောင်းကလာကျော်သူ18လမ်းမှာရှိရဲ့ classic ဆန်ဆန်အိမ်အဖြူရောင်လေးတစ်လုံးအိမ်ကြီးလိုက်ပြပေးမှာပေါ့နော်အဲ့အိမ်လေးကကြတော့အိမ်စီအခုနောက်မှမြင်နေရတဲ့ဒီအိမ်အဖြူရောင်တက်တန်လေးပေါ့ဒီအိမ်လေးကိုကြတော့အိမ်စီကိုဖြူချမြန်မာ construction ကနေပြီးတော့တာဝန်ယူဆောက်လုပ်ပေးထားတာဖြစ်ပြီးတော့သူ့ရဲ့ခြံအကျယ်လေးကအိမ်စီကို2060ရှိရပေါ့နော်အဲ့2060ပေါ်မှာသူကအိမ်ကျယ်လေးကို1851ယူပြီးဆောက်ပေးထားတာပေါ့အိမ်လေးကလေအပြင်းဖြတ်သွားတာနဲ့တော့သူ့အိမ်ရဲ့အယောင်ဖြူဖြူဆွတ်ဆွတ်အယောင်လေးနဲ့လုံးဝထင်းထင်းလေးလေးဖြစ်နေတာဆိုတော့အိမ်စီကိုအထဲမှာရောဘယ်လိုမျိုး structure လေးရှိမလဲဆိုတာအိမ်စီနဲ့တူချက်သွားကြည့်အောင်နော်ကဲအိမ်စီကိုခြံထဲကိုရောက်ပြီဆိုရင်သူကလေအိမ်ရှိမှာခြံပုံနေတဲ့ space လေးကိုအိမ်စီက2စီးစာလောက်ဆက်အောင်လို့ပေါ့နော် parking space ကြဲကြဲလေးယူပေးထားတယ်အိမ်ရဲ့ပုံစံလေးကသူက classic ပုံစံလေးဖြစ်တာဆိုတော့အိမ်ပုံစံလေးနဲ့လိုက်သွားအောင်သူ့ရဲ့စင်ဝင် design လေးကိုလည်းလေ classic ဆန်ဆန်အဖြူရောင်လေးရဲ့ရွှေလာငွေလာလေးတွေတုံးပြီးတော့သူလှဆင်ထားတာကိုတွေ့ရတယ်ရှင်ပြီးတော့ပို့ပြီးတော့ညာဘက်မှာလင်းသွားအောင်ဒီမှာမီးပွင့်လေးတွေပါသူများများလေးထပ်သုံးထားတာကိုအိမ်စီကိုတွေ့ရတယ်ပေါ့နော်ဒါကတော့စင်ဝင် design လေးပေါ့ပြီးတဲ့ခါကျတော့အိမ်အဝင်လေးမှာပို့ပြီးတော့လှသွားအောင်လို့သူပန်းလေးတွေနဲ့ decorate လုပ်လို့ရအောင် flat box လေးတွေပါနှစ်ခုထပ်ထားပေးထားတာကိုအိမ်စီကိုတွေ့ရတယ်ပြီးတော့အိမ်လေးပုံမြင့်သွားအောင်လို့ရှိမှဖက်နှက်ချွတ်နေရာလေးမှာသူကလှေကားလေးနှစ်ဆင့်မှာထပ်ထုတ်ပေးထားသေးတယ်ဆိုတော့ဒါအိမ်ရှိအလှလေးပေါ့နော်အထဲမှာရောဘယ်လိုမျိုး structure လှလှလေးရှိမလဲအိမ်စီနဲ့တူတူတစ်ချက်လိုက်ခဲ့ပြီးရောနော်ကဲအိမ်ကျအိမ်ထဲဝင်လာလိုက်ပြီဆိုရင်သူကလေအိမ်ရှိတကားလေးကို safety အတွက်ပေါ့နော်တန်မန်းတစ်ထပ်ပြီးတော့အထက်က main door ကိုကြတော့ကျွန်းတကားလေးသုံးထားတာအိမ်ကျတွေ့ရတယ်ပေါ့နော်ဒါကအဝင်လေးပေါ့ဝင်လိုက်ချင်းမှာအိမ်ကျအရင်ဆုံးတွေ့ရမှာတော့ဒီအိမ်ရဲ့ air gun လေးပေါ့နော် air gun ရဲ့ floor တစ်ခုလုံးကိုကြတော့အိမ်ကျကျွန်းပါကေသူအပြည့်ခင်းပေးထားတယ်အယောင်လေးလည်းတော်တော်လေးလာတယ်ကျွန်းရောင်လေးနဲ့တော့တက်တောက်လေးပေါ့ပြီးတဲ့ခါကျတော့အိမ်ရဲ့အထဲအယောင်ကြတော့လေအိမ်အပြင်အယောင်လိုပဲ match ဖြစ်အောင်လို့သူကအဖြူဆွတ်ဆွတ်လေးကိုသုံးထားတာကိုတွေ့ရတယ်ဒီအဖြူအောင်လေးကြောင့် air gun လေးကပို့ပြီးတော့လင်းသွားတယ်ပေါ့နော်အဲ့ဒါပြင်ကိုသူကဒီ ceiling မှာဆိုရင်လည်းမီးပွင့်များလေးနဲ့ပြီးတော့ပို့ပြီးတော့ air gun လေးထည့်ဝအောင်လို့ဖောင်းကြွ ceiling design လေးအင်ဂျီကိုပေါ်ထားတာကိုတွေ့ရတယ်ရှင့်အဲ့ဒါအပြင်ကိုအပြင်ကဒီတဘာဝအလင်းအောင်ပိုဝင်အောင်လင်းဝင်တွေထွက်ပိုကောင်းအောင်လို့ဒီမှာဆိုရင် PVC slide window လေးတွေတုံးထားတာကိုတွေ့ရတယ်ပေါ့နော် window အကြီးစားတုံးပေးထားတယ်ပြီးတော့ window တိုင်းမှာ အင်ဂျီကို safety အတွက်တန်ပန်းအဖြူလေးပါထပ်ပြီးတော့ကန့်ပေးထားတာကိုအင်ဂျီကိုတွေ့ရတယ်ရှင့် space လေးလည်းတော်တော်ကျယ်တယ်ပေါ့နော်ဒီ air gun လေးကလေအဲ့ကန်လေးပြီးသွားပြီဆိုတော့ဒီအောက်ထပ်မှာဆိုရင်သူကနောက်ထပ်အခန်းလေး2ခန်းရှိသေးတယ်။အိမ်စီပထမဆုံးအခန်းလေးကိုသွားကြည့်အောင်နော်။ကဲအိမ်စီတို့ပထမဆုံးအခန်းလေးကိုဝင်မကြည့်ခင်မှာသူကလေဒီအခန်းရှိရရှောက်လန်းလေးမှာ corridor လေးမှာပေါ့နော် space လေးတော်တော်လေးပိုနေရာလေးကိုတွေ့ရတယ်။ဒီနေရာလေးမှာအင်ရှင်ရဲ့ idea အတိုင်းသူလှတယ်လို့လေး decorate လုပ်လို့ရတယ်ပေါ့နော်။ bullshit လေးပဲထား space လေးတော်တော်လေးအကျယ်လေးထားပေးထားတယ်။ဆိုတော့အိမ်စီနဲ့တူတူပထမဆုံးမြင်ရတဲ့အခန်းလေးကိုတူတူသွားကြည့်အောင်နော်။ကဲအိမ်စီဒီခန်းလေးကကြတော့ single ခန်းလေးဖြစ်မယ်ပေါ့နော်အောက်ထပ်မှာရှိတာဆိုတော့ဒီခန်းလေးရဲ့တကားလေးကိုကြတော့သူက mice door လေးသုံးပေးထားတယ် safety အတွက်တော်တော်လေးကောင်းတယ်ပေါ့အဲ့ဒါပြင်ကိုသူ့ရဲ့ floor လေးကကြတော့အိမ်စီကိုရှေ့ရနဲ့မတူဘဲနဲ့ SPC floor လေးသုံးပေးထားတယ်အရောင်လေးကတော့ကျွန်းရောင်လေးပဲpainting color လေးကိုကြည့်မယ်ဆိုရင်လည်းခုနအတိုင်းပဲအဖြူစွတ်စွတ်လေးကိုသုံးထားတာဆိုတော့လေအခန်းလေးကလင်းလေးနဲ့အရင်လှတယ်ပေါ့နော်အဲ့ဒါပြင်ကိုမှထပ်ပြီးတော့သူ natural light လေးဝင်အောင်လို့ဒီမှာPVC window လေးကိုပဲသူထပ်ပြီးသုံးပေးထားတယ်တန်ပန်းလေးလည်းပါတယ် window ကြီးကြီးလေးဆိုတော့အလင်းရောင်ပိုဝင်တယ်ပေါ့နော်ပြီးတော့ simple ဆန်လေးပဲသူကရိုးရိုးရှင်းရှင်းလေးပဲအပေါ်မီးဆိုင်မှာဆိုလို့ရှိရင်လည်းအိမ်စီကိုမီးပွင့်လေးကိုပဲကြီးကြီးလေးသုံးပေးထားတာပေါ့နော်တစ်လုံးနဲ့တက်ထားတာကိုတွေ့ရတယ်အဲ့အလင်းနဲ့တော်တော်လေးဒီခန်းလေးကလင်းနေတာပေါ့ဆိုတော့အိမ်စီကိုဒါကဒီအိမ်ရဲ့ပထမဆုံး single ခန်းလေးဆိုတော့အိမ်စီကိုဟိုမှာ kitchen လှလှလေးရှိတယ်အိမ်စီနဲ့တူတူ kitchen လေးလိုက်ကြည့်ပြီးနော်ကဲအင်ဂျီ kitchen လေးတွေကိုရောက်ပြီပေါ့နော်သူ့ရဲ့ kitchen space ကလေသူက dining နဲ့ kitchen နဲ့ဆက်ထားတာဖြစ်မယ်ဆိုတော့ space လေးတော်တော်လေးကျယ်တယ်ပေါ့တကားကိုကြတော့ mice door လေးပဲတုံးပေးထားတယ်အဲ့ဒါပြင်ကိုဒီ kitchen ရဲ့ floor ကိုကြတော့အင်ဂျီကိုအရှိကအယောင်လေးနဲ့တူအောင်ရှေ့မှာကျွန်းပါကေဆိုတော့သူကဒီမှာကျွန်းရောင်ကြွေပြားလေးခင်းပေးထားတယ်ပေါ့နော်ဆိုတော့ဒါက floor လေးရှိမယ်ပြီးတဲ့အခါကျတော့ kitchen corner လေးကိုလည်းသူကအဖြူရောင်ကြွေပြားလေးကိုပဲတုံးပြီးတော့ကပ်ပေးထားတယ်အရှင်မရဲ့ idea အတိုင်းပဲပေါ့နော်ဖြူလေးတွေပဲတုံးထားတာ painting ဆိုရင်လည်းအဖြူရောင်လေးပဲဆိုတော့ kitchen လေးကလင်းလင်းတိတိလေးနဲ့လှလှလေးဖြစ်နေတာအဲ့ဒါပြင်ကိုအင်ဂျီကိုလေဝင်လေထွက်ကောင်းအောင်lighting ပိုဝင်အောင်လို့ window ကိုလည်း3ခုပဲဒီမှာထပ်ပြီးထည့်ပေးထားတယ် SPC တွေပဲပေါ့နော်ပြီးတဲ့ခါကျတော့ AC ကို common ရေချိုးကန် toilet လေးရှိမယ်ဆိုတော့ AC ကိုကြည့်မယ်နော်ဒီမှာဆိုရင် AC ကို toilet လေးရှိမယ် toilet လေးရဲ့ basin တတိလေးရရှိမယ်ကြွေပြားကြီးအပြည့်တုပ်ပေးထားတယ်ပေါ်မှာဆိုရင်လည်း absorb fan လေးပါတယ် shutter လေးတွေရောပဲအဆုပ်ပါတယ်ဆိုတော့ဒါလေးက toilet ပြီးတော့ခါကျတော့ AC ကိုဒီမှာရေချိုးကန်လေးရှိမယ်ပေါ့နော်ဆိုတော့ဒါလေးက kitchen မှာရှိတဲ့ common pan WC လေးရှိမယ်ပြီးတော့အိမ်ကြီးနောက်ဖေးကိုထွက်တဲ့တကားကိုဆိုရင်လည်းအိမ်ကြီးတို့က safety အတွက် mice နဲ့ဒီမှာတန်ပန်းလေးပါထပ်ပြီးတော့ကပ်ပေးထားတယ်ပေါ့ဒါကအိမ်ကြီးတို့ဒီအိမ်လေးရဲ့ kitchen ဖြူဖြူလှလှလေးပေါ့ဆိုတော့အိမ်ကြီးအပေါ်မှာလည်းအခန်းလေးအများကြီးရှိသေးတာဆိုတော့အိမ်ကြီးနဲ့တူတစ်ချက်လိုက်ကြည့်ပြီးတော့နော်ကဲအိမ်ကြီးအပေါ်ကအခန်းလှလှလေးကိုကြည့်ဖို့ဆိုရင်ဒီလေကားလေးကနေသွားရမှာပေါ့လေကားဒီဇိုင်းလေးကကြတော့လေသူကကျွန်းလက်ရန်လေးကို
ဟော်လိုလေးနဲ့ရောထားတယ်ပေါ့ဟော်လိုဒီဇိုင်းလေးဆိုလို့ရှိရင်လေသူကအဖြူရောင်လေးနဲ့ရွှေရောင်လေးကိုဖောက်ထားတာပေါ့ဒါကတော့အင်ရှင်မရဲ့ idea တိုင်းဖြစ်မယ်ပေါ့နော်ရွှေလေးနဲ့အဖြူလေးနဲ့ဆက်ထားဆိုတော့လေးလာတယ်ပြီးတဲ့ခါကျတော့လှေကားမှာ lighting လေးပုံဝင်အောင်အင်ဂျီကိုဒီမှာဆို window နှစ်ခုလောက်ထားပြီးတာကိုတွေ့ရတယ်တန်မန်းလေးတွေကိုလည်းဒီဇိုင်းဆန်လေးပေါ်ပေးထားတယ်ဆိုတော့ဒါလှေကားလေးရဲ့အလှလေးပေါ့ဆိုတော့အပေါ်ကအခန်းလှလေးအတူတူအင်ဂျီနဲ့တော့ကြည့်အောင်နော်ကဲအင်ဂျီကိုဒုတိယတက်လေးကိုရောက်ပြီပေါ့နော်ဒီဒုတိယတက်ရဲ့ floor လေးကကြတော့လေသူကအောက်ကနေမတူဘဲနဲ့ SPC လေးကိုတုံးထားတယ် SPC ကိုမှကျွန်းရောင်လေးပဲတုံးထားတယ်ကျွန်းရောင်လေးနဲ့သူ့ရဲ့ painting color အဖြူစွတ်လေးနေရာလေးအရန်လိုက်တယ်အဲ့တော့အရင်ဆုံးအင်ဂျီကိုတွေ့ရမှာတော့ဖျားခန်းလေးပေါ့နော်ဖျားခန်းကကြတော့ space လေးလည်းတော်တော်လေးကျယ်တဲ့အပြင်ကမှအလင်းရောင်လေးလည်းဝင်နေတော့လေဖျားခန်းလေးကလင်းလင်းတိတိလေးနဲ့တက်ပယ်နေတာပေါ့နော်အင်ဂျီ window တွေအများကြီးတုံးထားတာကိုတွေ့ရတယ်ပြီးတော့ window တိုင်းမှာသူ safety အတွက်ပေါ့နော်တန်ပန်းလေးတွေပါထပ်ပြီးတော့ကန်ထားပြီးတယ်အဲ့ဒါအပြင်ကိုပို့ပြီးတော့ဖျားခန်းထက်ထဲဝါလေးဖြစ်သွားအောင်အင်ဂျီကိုဒီ ceiling မှာဆိုလို့ရှိရင်လည်းမီးပွင့်တွေအများကြီးသုံးပေးထားတယ် light tray လေးလည်းထည့်ထားတယ်အဲ့ဒါအပြင်အလယ်မှာမီးဆိုင်လှလှလေးလည်းသူသုံးပေးထားတာကိုတွေ့ရတယ်ဖျားခန်းလေးကဒီမီးဆိုင်လေးကြောင့်ပို့ပြီးတော့တက်ပယ်သွားတာပေါ့နော်အပြင်အင်ဂျီတို့ဒီကနေဒီ window လေးကနေကြည့်မယ်ဆိုလို့ရှိရင်လေရှေ့မှာ veranda အကျယ်လေးတစ်ခုရှိရတော်တော်လေးလှတယ်အင်ဂျီကကလေးအောက်ကနေပြီးတော့အိမ်ကိုလှမ်းကြည့်ရတဲ့အခါမှာမြင်ရတဲ့ veranda အလှလေးပေါ့ဆိုတော့အင်ဂျီအဲ့ veranda လေးကိုလိုက်ပြပေးမယ်နော်လိုက်ကြည့်ပေးပါဦး veranda ကိုမထွက်ခင်မှာဆိုရင်လေဒီမှာတကားကိုနှစ်ဆင့်လှုပ်ထားတာကိုတွေ့ရတယ် safety အတွက်တန်ပန်းတစ်ဆင့်ပြီးတော့ကျိုးတကားရင်ခွဲလေးသုံးထားတာကိုတွေ့ရတယ်ဆိုရင်အင်ဂျီကိုအပြင်တစ်ချက်ထွက်ကြည့်မယ်နော်ကဲအင်ဂျီကိုအရှိ veranda လေးကိုရောက်ပြီပေါ့နော်ဒီ veranda လေးကလေ space လေးလည်းတော်တော်လေးကျယ်တယ်ပြီးတော့သူကအဖြူရောင်လေးဆိုတော့လေအောက်ကနေလှမ်းကြည့်ရင်တော့လင်းထင်းထင်းလေးဖြစ်နေတာပေါ့ပြီးတဲ့အခါကျတော့သူကအပြားနေမြင်လာအောင်လို့ဆိုပြီးတော့ဒီတန်မန်းလေးတွေကိုကျတော့ရွှေရောင်လေးနဲ့ထပ်ကန်ထားတယ်ပြီးတော့ဒီမျက်နှာစာလေးကိုဆိုလို့ရှိရင်လည်းရွှေလောင်ဝေလာလေးရဲ့အဖြူရောင်လေးရဲ့ပြီးတော့ wall lamp လေးနဲ့ပါထပ်ပြီးတော့အလှဆင်ထားရပေါ့နော်တော်တော်လေးလာရဲ့ဒီ design လေးပြီးတဲ့အခါကျအင်ဂျိုထူးထူးခြားခြားလေးဒီပေါ်မှာဆိုရင်လည်းသူက seal design လေးကို eco wood လေးရဲ့ပြီးတော့မီးဆိုင်လေးရဲ့ထည့်ထားတာကိုတွေ့ရတယ်ဆိုတော့ရွှေလောင်ဝေလာလေးနဲ့လည်းတော်တော်လေးလိုက်ဖက်တယ်အဖြူရောင်လေးနဲ့လည်းလိုက်တယ်ပေါ့ဒီအိမ်ရဲ့ theme လေးအတိုင်းပဲပေါ့နော် classic လေးဖြစ်နေတာပေါ့အင်ဂျီကိုဟိုဘက်ဒီဘက်မှာဆိုလို့ရှိရင်လည်း lamp လေးနှစ်ခုထပ်ထားသေးရပေါ့နော်ညာဘက်ကျရင်အလင်းရောင်လေးရအောင်လို့အထဲမှာကဖျားခန်းရှိရဆိုတော့လေဒီရှစ်မှာလာပြီးတော့ဖျားပန်းလဲရပဲဖြစ်ဖြစ်တခုဆေးကြောတာပဲဖြစ်ဖြစ်လုပ်လို့ရအောင်လို့သူဘေစင်လေးပါထပ်ပြီးတော့ကတ်ထားတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့အင်ဂျီဒါလေးကဒုတိယရက်မှာရှိရဲဝရန်နာအကျယ်လေးပေါ့ဆိုတော့အင်ဂျီအထဲမှာလည်းလေအခန်းလှလှလေးရှိသေးရဆိုတော့အင်ဂျီနဲ့တူလိုက်ကြည့်ပေးအောင်နော်အင်ဂျီကိုထမဆုံးခန်းလေးကိုအရင်ဆုံးကြည့်အောင်နော်ဒီခန်းလေးက single ခန်းလေးဖြစ်မယ်ပေါ့သူ single bedroom အကျယ်အတိုင်းပဲဆိုတော့လေအင်ဂျီခန်းတကားတွေအကုန်လုံးတော့ my street door လေးတုံးထားတာကိုတွေ့ရတယ်ဒီခန်းလေးရဲ့ထူးခြားချက်ကကျတော့အင်ဂျီကို painting color လေးကိုသူကလေပန်းရောင်လေးတုံးထားတာပေါ့နော်ကြည့်ရတာဒီခန်းမှာ main ကလေးနေမှာဖြစ်မယ်ချစ်စရာလေးခန်းလေးကလေပန်းရောင်လေးတုပ်ပေးထားတယ်အဲ့ဒါအပြင်ကမှဒီ ceiling design လေးဆိုရင်လည်းတော်တော်လေးချစ်စရာလေးအဆန်းလေးပေါ့ဒီမှာ rainbow လေးတွေနဲ့ကျယ်လေးလာလေးနဲ့ဖောင်းကြွ design လေးလုပ်ပေးထားတာပြီးတော့မီးပွင့်လေးလည်းများများလေးတုံပေးထားရဲဆိုတော့လေအဲ့ဒါအပြင်ကိုခန်းလေး lighting ပုံဝင်အောင်လို့အင်ဂျီကိုwindow ကြီးစားလေးနဲ့ထပ်ပြီးတုံပေးထားတယ်တခုလေးပဲတန်ပန်းလေးနဲ့ပေါ့ဒါကအင်ဂျီဒုတိယတက်မှာရှိရဲ့ချစ်စရာခန်းလေးပထမဆုံးခန်းလေးပေါ့ဘုမမှာလည်းခန်းလေးနှစ်ခန်းရှိသေးရဆိုတော့အင်ဂျီနဲ့တူတူပတ်ကြည့်အောင်နော်ကဲအင်ဂျီဒီခန်းလေးကကြတော့ဒုတိယမြောက်ခန်းလေးဒီခန်းလေးကလေအင်ဂျီကတော့အောက်မှာပြခဲ့တဲ့ single room လေးနဲ့တပုံစံလေးပဲpainting color လေးရောအပေါ်မှာတုံးထားတဲ့မီးပွင့်တစ်ပွင့်နဲ့တုံးထားတာလေးကအစားအကုန်တူတူပဲပေါ့နော် window လေးတစ်ခုပါမယ်ဆိုတော့ဒါလေးကကြတော့ simple ဆန်ဆန်လေးနဲ့လှနေတယ်နောက်ထပ်တစ်ခန်းလေးဆိုတော့အင်ဂျီဟိုမှာနောက်ထပ်တစ်ခန်းကျန်သေးတယ်တစ်ချက်လိုက်ကြည့်ပြအောင်နော်အင်ဂျီဒီခန်းလေးကကြတော့ single room လေးပဲပေါ့နော် single room ကိုမှ painting color လေးတွေကလည်းဟိုဘက်ကအခန်းလေးအတိုင်းပဲအဖြူရောင်လေးသုံးပေးထားတယ်ဒီခန်းမှာကကြတော့ထူးခြားတာကသူကပရင်ပေါက်ကိုနှစ်ခုသုံးပေးထားတာပေါ့ဆိုတော့ပို့ပြီးတော့အလင်းရောင်ပုံဝင်တယ်လင်းဝင်လေးထွက်ပိုကောင်းတယ်ဒီခန်းလေးကလေအဲ့ဒါပြင်ကိုဒီဘက် window လေးမှာဆိုရင်သူကအဝတ်တွေပါလေးနှမ်းလို့ရအောင်လို့ဆန်းရှိတ်လေးကြိမ်ထုတ်ထားတာကိုတွေ့ရတယ်ဒီဘက်မှာလေပြီးတော့နောက်တစ်ခုမတူတာကကြတော့ဒီခန်းလေးရဲ့ ceiling design လေးကကြတော့နောက်ထပ်တစ်မျိုးလေးပေါ့ဖောင်းကြွ design လေးလုပ်ပေးထားတယ်ပြီးတော့ light tray လေးတွေနဲ့မီးပွင့်များများလေးသုံးပေးထားတော့ဒီခန်းလေးလည်းတစ်မျိုးလှတယ်ပေါ့နော်ဆိုတော့ဒုတိယတက်မှာကသူက single bedroom 3ခန်းရှိရဆိုရင်ဒီ3ခန်းလုံးလိုက်ပြပြီးပြီဆိုတော့အပေါ်တက်မတက်ခင်မှာအင်ဂျီဒီဘက်မှာခန်းလေး2ခန်းရှိသေးတယ်။ဘာခန်းလေးဖြစ်မလဲတော့ကြည့်ရအောင်နော်။အင်ဂျီတို့ဒီမှာထားတဲ့အခန်းလေး2ခန်းကလေဘန် WC လေးဖြစ်ဖို့များတယ်ပေါ့နော်။ဒီဒုတိယတက်မှာကကျတော့အင်ဂျီတို့ single room လေးတွေပဲရှိရဆိုတော့သူတို့အတွက်ဒီမှာအခန်းလေးထုတ်ပေးထားတာပေါ့။ဆက်ကြည့်လိုက်မယ်နော်။ဒီဟာလေးကကြတော့အင်ဂျီတို့ရေချိုးခန်းလေးပေါ့ shower head ပါမယ်ရှက်တာလေးလည်းပါတယ်ပြီးတော့ရေချိုးခန်းကိုတဝက်အထိသူကကြွေပြားလေးကတ်ထားတာဆိုတွေ့ရတယ်ရှင်ဒါလေးကကြတော့ရေချိုးခန်းလေးဖြစ်မယ်ဒါလေးကကြတော့ toilet လေးပေါ့နော် toilet လေးပါမယ်ပေါ့ toilet မှာဆိုရင်လည်းသူ absorb fan လေးပါတက်ပေးထားတာကိုတွေ့ရတယ်ခုနရေချိုးခန်းလေးတိုင်းပဲကြွေပြားလေးကတ်ထားတယ်ပြီးတော့ basin လေးတစ်ခုလည်းပါသေးတယ်ဒီဒုတိယတက်ကသူတွေသုံးလို့ရအောင်လို့ပေါ့နော်ဆိုတော့အင်ဂျီတို့ဒုတိယတက်မှာရှိတဲ့အခန်းလေးတွေကတော့အကုန်လုံးပြီးသွားပြီဆိုတော့အပေါ်တက်ချက်ကြံလေးရဲ့အင်ဂျီနဲ့တူပေါ်တက်ကိုလိုက်ကြည့်ပြီးတော့နော်အင်ဂျီတို့ဒီအိမ်လေးကကြောက်လေသူကနှစ်ထပ်ခွဲဒီဇိုင်းလေးဖြစ်တာဆိုတော့ဒီ border လေးမှာလည်းအခန်းလေးရှိသေးတယ်လို့ပြောရဲအဲ့အပြင်ကိုဒီအပေါ်တက်လာတဲ့နေရာလေးမှာ